အားလုံးပဲမင်္ဂလာပါမဖြစ်နိုင်ခဲ့တာတွေဖြစ်နိုင်လာတဲ့ BNB ကနေကြိုဆိုပါရစေကျမရဲ့ဘဝမှာ trust နဲ့ပတ်သက်ပြီးသင်ယူခဲ့ရတဲ့အရာအသုံးခုရှိတယ်တစ်ခုကတော့တည်ငြိမ်မှုကနေပြီးတော့ trust ကိုတည်ဆောက်လာနိုင်တယ်ပေါ့နော်အဲ့တော့တစ်နေ့တစ်မျိုးပြောင်းနေတဲ့သူကိုလူတွေကယုံဖို့ခက်ခဲတယ်နံပါတ်2ကကြတော့တာဝန်ယူမှုကနေပြီးတော့ trust ကိုပြန်ပြီးတော့ပြုပြင်နိုင်တယ်အဲ့တော့မှားတဲ့အခါမှာမှားပါတယ်လို့ဝန်ခံလိုက်တာက trust ကိုပျက်စီးတာမဟုတ်ဘူးဝန်ခံတာကမှ trust ကိုပျက်စီးဖြစ်တာပေါ့နောက်တော့အပြောနဲ့အလုပ်ကိုက်ညီမှုက trust ကိုခိုင်မာစေတယ်အပြောနဲ့အလုပ်မကိုက်ညီဘူးဆိုရင် relationship အားနည်းလာတယ်အဲ့ဒါတွေအားလုံးက networking မှာရော business မှာရော parenting မှာရောတူပဲအဲ့တော့ trust ကမြင်မြင်တိဆောက်လို့မရဘူး trust ကိုတနေ့ချင်းတည်ငြိမ်စွာနဲ့တိဆောက်ရမယ်အဲ့တော့ဒီနေ့ကစပြီးတော့ trust ကိုစကားနဲ့မဟုတ်ဘဲနဲ့ consistency နဲ့တိဆောက်ရပါမယ်ဒီရဲ့ trust ကိုဖြစ်စီပြစ်နိုင်တဲ့အရာကဘာဖြစ်မလဲကျွန်တော်ကို share ပေးသွားပါအောင်နော် BNB ကိုယုံကြည်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ် BNB wish you all healthy and happy thank you bye bye